engine wine ဈေးတက်တာဝါတာဒီဘိုးတက်တာဝါတခြား maintenance cost တွေရဲ့တက်တာဝါတာ battery စားတာလည်းတက်တာကျင်တယ် range ကိုလည်းပို့ပြီးတော့ရကျင်တယ်ဆိုရင်တော့ Arduino Mouse style ကိုဝယ်ပြီးွားရင်ပြန်ပြီးတော့လဲဖို့ကမဖြစ်နိုင်တော့နေဘူးထဲမှာစီတန်းစီနေရတဲ့အခက်ခဲတွေကိုဖြည့်ရှင်းဖို့အတွက် EV ကားဝယ်ဖို့စဉ်းစားနေရဆိုရင်ဒီဗီဒီယိုကိုအဆုံးထိဆက်ကြည့်လိုက်ပါ EV ကားတစ်စီးကိုဝယ်ဖို့စဉ်းစားနေတာထက်ကိုနဲ့လိုက်ဖက်တဲ့ EV ကားတစ်စီးကိုစဉ်းစားဖို့ကအရေးကြီးတဲ့အချက်ပါဒီနေ့မှာတော့ကျွန်တော် EV ကားတစ်စီးဝယ်တော့မယ်ဆိုရင်သိရမယ့်အချက်လက်တွေကိုလိုလိုရှင်းပြောပြပေးသွားမှာဖြစ်လို့Let's go ပထမဆုံးအနေနဲ့အရေးကြီးတဲ့တစ်ချက်ကတော့ battery capacity ပါကားဒီမှာကိုစီသွားနိုင်တဲ့ range တွေရှိကြတယ်အဲ့ဒီ range တွေကိုကားရဲ့ battery capacity motor ရဲ့ performance နဲ့တခြားအချက်လက်တွေပေါ်မူတည်ပြီးတော့တွက်ထုတ်တာရှိရယ် range အကြောင်းကိုအသေးစိတ်သိကျင်တယ်ဆိုလို့ရှိရင်တော့အရင်တော့ကျွန်တော်လုပ်ပေးထားတဲ့ video တစ်ခုရှိရယ် comment မှာ link ချပေးထားမယ်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပူနွေးရဲ့ရာသီဥတုမှာ aircon ပေါ်သွားတာမျိုးရှိရယ်ကားချက်တာမျိုးလည်းရှိရယ်အဲ့ဒီအတွက် battery ကပိုပြီးတော့စားနိုင်တယ်အဲ့ဒါကြောင့်မို့လို့ကားဝယ်တဲ့နေရာမှာကိုနဲ့ light ဖက်တဲ့အကွာအဝေးကိုတွက်ချက်ပြီးဝယ်ယူတာအကောင်းဆုံးဖြစ်ပါတယ်မျိုးတွင်ရုံသွားရုံပြန်လောက်ပဲသုံးမဲ့လူတွေအတွက်ဆိုရင် battery capacity အလယ်လက်ရှိရဲ့ဥမာ40 kW လောက်ပါတဲ့ဟာမျိုးကိုဝယ်တာကပို့ပြီးတော့တင့်တော်ပြီးတော့အားသွင်းတဲ့နေရာမှာလည်းပို့ပြီးတော့မြန်ဆန်တယ်တကယ်လို့ကိုကခဏခဏခီးသွားတတ်တဲ့လူဖြစ်ရင်တော့ battery capacity ပိုကြီးတဲ့ long range ရတဲ့ကားမျိုးကိုရွေးချယ်တာပို့ပြီးတင့်တော်ပါတယ်အဲ့ဒါကြောင့်မလို့ battery capacity ကအရေးကြီးဆုံးအချက်ထဲမှာလည်းပါတာပါဒုတိယတစ်ချက်ကတော့ motor ပါ EV မှာအားသာချက်က motor ရဲ့ performance လို့ပြောလို့ရတယ်ကိုကမျိုးတွင်းလောက်ပဲသုံးမယ် battery စားတာလည်းတက်တာကျင်တယ် range ကိုလည်းပို့ပြီးတော့ရကျင်တယ်ဆိုရင်တော့ single motor ကိုရွေးချယ်တာအကောင်းဆုံးဖြစ်လိမ့်မယ် single motor ကကျွန်တော်တို့လက်ရှိ IC ကားတွေမှာ 2.0 liter engine တွေနဲ့စင်တူတဲ့ performance မျိုးရတာဖြစ်တဲ့အတွက် single motor ကတော့အကောင်းဆုံးပေါ့ကိုကတကယ်လို့ခီးမကြခဏသွားတတ်တဲ့ performance ကိုလည်းပို့ပြီးတော့လိုချင်တယ်တောင်တက်တောင်ဆင်းနေတဲ့ခဏခဏသွားတဲ့လူမျိုးဆိုရင်တော့ dual motor all wheel drive ကိုရွေးချယ်တာပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ဒါပေမဲ့လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေရတော့ကိုက range လည်းပို့လိုချင်တယ်battery စားလဲတက်တာကျင်တယ်ဆိုလို့ရှိရင်တော့ battery capacity များတဲ့ဟာနဲ့ single motor ကိုတွဲပြီးတော့ရွေးချယ်ဝယ်ယူဖို့တိုက်တွန်းနေပါတယ်။ကားကြောင်းတွေကိုဒီထက်ပိုပြီးသိကျင်တယ်ဆိုရင်တော့ကျွန်တော် channel လေးကို like and follow လေးလုပ်ခဲ့ပေးပါဦး။တတိယတစ်ချက်အနေနဲ့ EV ရဲ့အရေးကြီးဆုံးလို့ပြောလို့ရမယ် chargingအားသွင်းတဲ့စနစ်ပါမြန်မာနိုင်ငံရဲ့ charging station တွေတော်တော်များများက GBD နဲ့လာလေးရှိရဲအဲ့တော့ GBD ကားကိုဝယ်ထားရဆိုရင်အပြင်မှာအားသွင်းဖို့ကတော်တော်လေးအဆင်ပြေလေးရှိရဲတချို့ charging station တွေက GBD ပဲရှိရဲတချို့ကြတော့လည်း CCS2 ပဲရှိရဲဒီ Arduino Mouse တိုင်ကိုဝယ်ပြီးွားရင်ပြန်ပြီးတော့လဲဖို့ကမဖြစ်နိုင်တော့အဲ့တော့မဝယ်ခင်တည်းကတခါတည်းဆုံးဖြတ်ထားရမှာ adapter ခံပြီးတော့သုံးလို့ရတယ်ဆိုပေမဲ့ဓာတ်ရိုက်ထိုးသွင်းပြီးတော့သုံးရတာကပိုပြီးတော့ efficient ဖြစ်တဲ့အတွက်မဝယ်ခင်တည်းကကြိုပြီးစဉ်းစားတာဖို့ကျွန်တော်အကြံပေးပြရစီနောက်တစ်ချက်ကကို Arduino နေရာကိုစဉ်းစားထားမှာပါလုံးချင်းအိမ်ထဲနေတဲ့လူပါကင်ရှိရလူဆိုရင်အိမ်မှာ level 2 AC charger ကိုတက်ပြီးတော့သုံးတာကအသက်တာဆုံးနဲ့အမြန်ဆုံးဖြစ်လိမ့်မယ်ကိုက solar system ရှိရဆိုရင်တော့အကောင်းဆုံးပေါ့ဘာမှစဉ်းစားနေကြမလို့ရေရေကြီးဝယ်ချလိုက်လို့ရတယ်ကွန်ဒိုနဲ့နေတယ်တိုက်ခတ်နဲ့နေတယ်ဆိုရင်ကိုယ့်ရဲ့အိမ်သားရုံနာမှာအားသွင်းတဲ့နေရာရှိမရှိကိုကြိုတင်လေးလာထားမှသာ EV သုံးတာပို့ပြီးတော့အဆင်ပြေနိုင်မှာပါတုတ်တာချက်အနေနဲ့ safety system ပါအိမ်မှာအားသွင်းမယ်ဆိုရင် EV ကလျှက်စစ်ပစ္စည်းအကြီးစားဖြစ်တဲ့အတွက်တွေ့ရနေရာမှာအားသွင်းတာမျိုးမလုပ်ဘဲနဲ့ကိုကတီးတဲ့ဒီ EV အားသွင်းဖို့အတွက်ကို wall box တွေ ground system တွေကိုတေချာလုပ်ထားပြီးမှအားသွင်းဖို့အကြံပေးပြရစီဒါမှသာကားရောအိမ်ရောလုံခြုံစိတ်ချမှာပါနောက်တစ်ချက်အနေနဲ့ကတော့ EV ရဲ့ instant torch ပါ EV ရဲ့ instant torch ကစီကားကနေစပြီးတော့ပြောင်းမဲ့လူတွေအတွက်ကအထူးဆန်းဖြစ်တယ်ကိုကစီကားမောင်းနေကြကို EV ပြန်မောင်းလိုက်တဲ့အခါမှာ instant torch ကြောင့်ချက်ချင်းကားထွက်သွားရမျိုးအသားမကျမျိုးဖြစ်နိုင်တယ်အဲ့ဒီအတွက်ဒီ system နဲ့အသားကြအောင်လို့ဖြည်းဖြည်းလေးကျင့်သားရအောင်လို့ကျင့်ယူဖို့တော့ကျွန်တော်ကကြံပေးလို့တယ်ပြီးရင်ကားရဲ့အောက်ပိုင်းအမြင့်တွေကိုလည်းထည့်တွက်ပြီးတော့ကိုသွားမဲ့နေရာလမ်းကျန်းလားလမ်းကောင်းလားအဲ့ဒီပေါ်မူတည်ပြီးတော့ SUV လားစီဒန်လားဆိုတာကိုရွေးချယ်ဝယ်ယူဖို့လည်းလိုပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ warranty ပါကားဝယ်ပြီးဆိုရင်ရေရှည်စိတ်လိမ့်နဲ့နေနိုင်ဖို့ကအရေးကြီးရယ်ဒါကြောင့်မို့လို့ after sales service ကောင်းကောင်းပေးနိုင်တယ် battery နဲ့ motor ကို official warranty ပေးနိုင်တဲ့brand မျိုး showroom မျိုးကိုရွေးချယ်ဖို့အကြံပေးခြင်းတယ် EV ကားတစ်စီးရဲ့တန်ဖိုးတွက်တဲ့နေရာမှာ resale value တစ်ခုတည်းကိုကြည့်ရတဲ့ကိုစီးနေတဲ့နှစ်အတော်အတွင်းမှာ engine wine ဈေးတွေတက်တာဝါတာစီဘိုးတက်တာဝါတာတခြား maintenance cost တွေရဲ့တက်တာဝါတာတွေကိုပြန်တွက်ကြည့်မယ်ဆိုရင်တော့ EV ကိုရွေးချယ်တာမှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်စေမှာပါ Okay ဒါလို့ဆိုလို့ရှိရင်တော့ကိုနဲ့ live ဖက်ဆုံး EV တစ်စီးကိုဘယ်လိုဝယ်ယူရမယ်ဆိုတဲ့အချက်လက်တွေကိုရှင်းလင်းသိလောက်ပြီလို့မျှော်လင့်ပါတယ်အပြောင်းလဲတစ်ခုလုပ်ဖို့အတွက်အမြဲတမ်းစဉ်းစားစရာတွေများတယ်ဆိုပေမဲ့ကိုနဲ့ live ဖက်တဲ့ brandခိုင်မာတဲ့ warranty ကိုရွေးချယ်နိုင်ဖို့ကိုလည်းကျွန်တော်မျှော်လင့်ပါတယ်မိတ်ဆွေတို့ကလက်ရှိအခြေအနေမှာဘယ်လို EV ကားမျိုးကိုဝယ်ဖို့စဉ်းစားနေလဲ comment မှာရေးသွားပေးပါအောင်နောက်မှတွေ့ရပါ